အားလုံးပဲမင်္ဂလာပါမင်္ဂလာနံနက်ခင်းလေးဖြစ်ကြပါစေကျွန်တော် Viber မှာเนาะမကွေးတွေကလူတယောက်လာမေးထားတာပေါ့เนาะဘာလာမေးထားလဲဆိုတော့ညီတော်မောင်နဲ့တို့ပေါက်မြို့နယ်လေးဘယ်တော့လောက်စစ်အုပ်ချုပ်ရေးကလွတ်မလဲတဲ့ခံမှန်းကြည်လေးပြောကြည့်ပါလားတဲ့အဲ့တော့ကျွန်တော်ကသူအတန်ဖိုင်နဲ့ပြန်ပို့လိုက်တာပေါ့လေเนาะအတန်ဖိုင်လေးနဲ့ပြန်ပို့လိုက်တာကျွန်တော်ပေါက်မြို့နယ်ဆိုတာဘယ်အပိုင်လဲကျွန်တော်မသိဘူးကျွန်တော်သိတယ်လို့စကိုင်းလို့ပဲကျွန်တော်သိတာအဲ့အပြန်ပြောလိုက်တော့စကိုင်းမဟုတ်ပါဘူးတဲ့နော်မုံရရင်ညီတော်မောင်ရကျွန်တော်စကိုင်းမဟုတ်ပါဘူးတဲ့နော်မကွေးတဲ့ရပါတဲ့နော်အဲ့တော့ဒီမှာလာကြည့်တဲ့သူတွေကိုကျွန်တော်ပြောချင်တာစကိုင်းပဲဖြစ်ဖြစ်မကွေးပဲဖြစ်ဖြစ်စစ်အုပ်ချုပ်ရေးဘယ်တော့လွတ်မလဲခင်ဗျားတို့ကလည်းစာလေးပါလေးဖတ်နော်ဒါလွယ်လေးစကိုင်းလက်ရှိမှာလည်းစကိုင်းနေလည်းပဲ PDF တွေကြီးစိုးတဲ့အများစုရှိတဲ့နေရာဖြစ်တယ်မကွေးတွေလည်းပဲ PDF တွေအများစုရှိတဲ့နေရာတွေဖြစ်တယ်နော်အဲ့ဒီမှာကျတော့တိုက်ပွဲတွေဖော်နေတယ်အဲ့တော့မကွေးရောစကိုင်းရော PDF ကြီးစိုးတဲ့နေရာတွေကတော့စစ်အုပ်ချုပ်ရေးရှိနေမှာပဲ PDF တွေမရှိတော့ဘဲနဲ့မကွေးတို့စကိုင်းတို့မှာရက်ဖက်အုပ်ချုပ်ရေးတွေနော်ဘိုးကနေရုပ်ောက်ပွဲတွေပြန်ကျင်းပပြီးတော့ရက်ဖက်အုပ်ချုပ်ရေးတွေပြန် run တဲ့အခါကြလို့ရှိရင်ပြန် run လို့ရပြီဆိုလို့ရှိရင်စစ်အုပ်ချုပ်ရေးကိုအရင်ပယ်ဖြတ်မှာပါနော်ရက်ဖက်အုပ်ချုပ်ရေးတွေမရသေး၍PDF တွေရှိနေသေး၍စစ်အုပ်ချုပ်ရေးကပယ်ပြတ်မှာမဟုတ်ပါဘူးဆိုတဲ့အကြောင်းကိုကျွန်တော်ကပြောပြပေးခြင်းပါတယ်အဲ့တော့ဒီလိုမေးခွန်းတွေလာမေးတဲ့သူတွေလည်းပဲလောက်ဆိုနားလည်ပြီလို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာနံနက်ခင်းလေးဖြစ်ကြပါစေ